ပဲပင်ပေါက်တရက်တုပ်စားမယ်ညီမလေးတယောက်လာပေးထားတာသူရဲ့ပဲပင်ပေါက်လေးကလက်ဆက်နေတာပဲ homemade ပဲပင်ပေါက်လေးပါရှင်တုတ်တာတော့ဘောတော့တုတ်မှာသူစီချက်လောက်နေတာကိုချက်တော့နေချက်တော့ဖြစ်သူကပပလေးပြီးတော့ခဏနေကြိုက်သူစီချက်လောက်မှာပေါ့နော်ဘာကခုနဆေးထားတဲ့ပဲပင်ပေါက်လေးကိုသူကရင်သွေးနဲ့နည်းနည်းဖြောလိုက်တယ်ရင်သွေးနဲ့နည်းနည်းဖြောလိုက်ပြီးတော့သူကနေပြီးတော့ဥစားရေအေးနဲ့ပြန်ဆေးလိုက်ရေအေးနဲ့ဆေးပြီးတော့သူအရင်ညှစ်ထုတ်လိုက်တယ်အရင်ညှစ်ထုတ်လိုက်တော့သူဘေးမှာခဏထားလိုက်တယ်သူစီချက်တက်တော့မှဆိုစီထဲတယ်ခုနလုံးစင်လာတဲ့ချက်သုံးဖြူလေးကိုသူစီထဲထည့်တယ်ဟိုကသူတုတ်တော့မှာပေါ့နော်သူထည့်တဲ့စာပလက်တွေတော့ချက်သုံးဖြူစီချက်တက်ပြီးစာချုံမုံရုပ်တင်မှုပြီးတော့ရှင်ထိုင်းဆော့နန်းပဲတုတ်ပြီးဒါတော့သူပကနေလာထားမယ်ဆိုတော့ကနေတော့လာစီထဲတယ်ပြီးလို့ရှင်ကိုကတော့တမင်စားတဲ့ဘက်ကိုမယူသွားပြီးတော့တွေ့တော့မှာပေါ့နော်အခုကတော့ကျွန်မတွေ့နေပါပြီ